အဲ့ဒါကိုရှင်းအောင်ဘယ်လိုထပ်ပြီးတော့ပြောတော့တဗ္ဗံပဟာယကမဏိယအကုန်လုံးကိုစွန့်ပြီးတော့သွားရမယ့်အရာတဲ့နော်လောကရဲ့အမှန်တရားဒါပဲတနေ့ထားခဲ့ရမယ့်အရာတွေကြီးပဲအဘိနာသုတ်တန်တွေကနော်ဒီအဓိပ္ပာယ်နဲ့နော်တူတာကိုပြောရမယ်ဆိုရင်ခွဲခွာရမယ်ဆိုတဲ့သဘောကိုပြောတာပဲအကုန်လုံးတနေ့ကျတော့သူလည်းဘယ်ရောက်တော့မှမသိဘူးကိုလည်းဘယ်ရောက်တော့မှမသိဘူးနော်ကိုကသူ့ကိုစွန့်ထားခဲ့တာမျိုးဖြစ်နိုင်တယ်လို့သူကကိုယ်ကိုစွန့်သွားတာလည်းဖြစ်နိုင်တယ်တေချာတာကတော့တစ်ခုဟာအကုန်လုံးပြစ်ထားခဲ့မဲ့အရာတွေပဲအမြဲတမ်းတွဲနေမှာမဟုတ်အခုဘုံဘုံတို့ဒီမှာတွေ့နေရတယ်ဒါတကယ်တမ်းကဘာလဲအခိုက်အတန့်လေးပဲနော်အခိုက်အတန့်လေးဒါပေမဲ့ဘုံဘုံတို့ကဘလို့တော့အတီးအမြဲလို့စိတ်ထဲမှာမတိမတာစွဲမနေဘူးလားစွဲနေတယ်နော်ပြီးတော့ငါဟာလို့စွဲတဲ့နေရာမှာ तू ကကိုယ်စိတ်တိုင်းကြားကျင်တာတွေပါတဲ့အတွက်ကြောင့်ပူလောင်မှုရှိတယ်နော်ဆိုကြပါစို့ဒဇိန်တွေကိုမသိတဲ့လူတွေကကိုယ့်အပေါ်မှာနော်မကြိုက်တဲ့သဘောမျိုးဆက်ဆံရင်နားလည်နိုင်တယ်ခွန့်လွတ်နိုင်တယ်ဒါတော့သူနေပေါ့ငါ့ကိုဘယ်လိုပဲသဘောထားနေရတယ်ဟုတ်လားဒါပေမဲ့ကိုယ့်လူကကိုယ်စိတ်ကြိုက်မလို့ဘူးဆိုလို့ရှိရင်တော့ဘယ်လိုဖြစ်တော့ပို့ပြီးတော့ခံစားရတယ်ပေါ့နော်ဆိုတော့ငါဟာဆိုရင်တော့ငါအကြိုက်ကလေးနေပေးဆိုတာလေးကမတိမတာတောင်းဆိုမှုပါပါနော်ပါနေတယ်အဲ့တော့ငါဟာလို့မြင်တဲ့စိတ်ကစိတ်ကိုအလွန်မှပူလောင်စေတယ်ပင်ပန်းစေတယ်တောင်းဘုံကတခါလေးစဉ်းစားတယ်အဲ့ဒီငါဟာလို့ထင်တဲ့အထင်ကိုဘယ်နည်းနဲ့လျှော့မလို့မညံပူညာရရင်တော့ဒါကတော့အပီးပိုင်နော်စွန့်လိုက်တဲ့သဘောမျိုးပေါ့ဟုတ်လားကိုလည်းအဲ့ဒီအခြေအနေရောက်အောင်လုပ်နိုင်နေတာမဟုတ်နော်အဲ့တော့ဘယ်နည်းနဲ့လုပ်မလို့ဆိုတော့ဒီခွဲခွာရမယ်ထားခဲ့ရမယ်တယောက်ကိုတယောက်စွန့်ရလိမ့်မယ်ဆိုတဲ့အမှန်တရားကိုထပ်ခါကစဉ်းစားဖို့အဲ့လိုစဉ်းစားလိုက်လို့ရှိရင်ဘုံဘုံခံစားချက်ပေါ့နော်ညီကိုမောင်နှမတွေကလည်းဒဇိန်လိုဖြစ်သွားတယ်ပေါ့စိတ်ထဲမှာဟုတ်လားဒဇိန်လိုဖြစ်သွားတော့ဘာဖြစ်တော့အေးသွားပဲလေဒါရိုးရိုးပြောရရင်ဟုတ်လားဟောဆိုဒဇိန်တွေဘာဖြစ်လို့ကိုဘာဖြစ်တော့ဘာမျိုးသူဘာဖြစ်လေဟောစဉ်းစားကြည့်နော်အဲ့တော့မြတ်စွာဘုရားဟိုတောလေးတယ်ဆိုတာလည်းမှလည်းတချို့ကြားဥပါလိမ့်မယ်တချို့နေဒေသနာတွေမှာမြတ်စွာဘုရားပရတော်တဲ့ယုံနံကိုဒီပြင်ဟာလို့ရှုရမယ်လို့ပြောတာရှိတယ်နော်ငါဟာလို့မရှုနဲ့ဒါဒီပြင်ဟာတွေဒဇိန်ဆန်ဆန်ရှုရမယ်လို့ပြောတာဘုံဘုံတို့ကဒဇိန်ဆန်ဆန်မရှုနိုင်ဘူးနော်မရှုနိုင်တဲ့အခါကျတော့ဘာဖြစ်တော့ပူရတာပေါ့နော်ကိုယ်စိတ်တိုင်းမကြားတဲ့အချိန်တိုင်းပူရတယ်လောင်ရတယ်ဟုတ်လားဒါကြောင့်ဒီတတိယမှန်တရားကိုဘုံဘုံတို့ကဘာလုပ်ရမှာတော့နားလေရမယ်အကုန်လုံးစွန့်သွားရမယ့်အရာတွေတယောက်ကိုတယောက်စွန့်ကြမှာဟုတ်လားအခိုက်အတန့်လေးပဲပြီးရင်တကယ်မှကိုဘယ်ရောက်လို့ရောက်တော့မှကိုမသိကြမယ့်အရာတွေပေါ့နော်အဲ့လိုစိတ်ထဲမှာအခုတည်းကစားလှုပ်ကြည့်လိုက်ဘလောက်ပေါ်ပါသွားတော့ဘုံဘုံဒါမှတခါလေးရိုးရိုးလေးကိုယ့်ဟာကိုယ်စဉ်းစားကြည့်တယ်ကိုတယောက်တည်းဆိုတဲ့အမြင်ပေါ့အမလည်းမရှိဘူးကိုလည်းမရှိဘူးမေလည်းမရှိဘူးဘာမှမရှိဘူးကဲမရှိတော့ဘူးငါတယောက်တည်းဆိုရင်ဘလုံးဆိုဟာတော်တော်အေးတာပဲဟုတ်လားအဲ့တော့အသီးသီးကအဲ့လိုစိတ်ကလေးမွေးနိုင်ရင်အရန်ကောင်းပါပဲဟုတ်လားအဲ့တော့တယောက်တည်းလို့လှုပ်ကြည့်လိုက်တော့မှဟာဘယ်သူတွေနဲ့ငါနဲ့ပတ်သက်နေတယ်ဆိုတဲ့အသီးကြီးကချုပ်နှောင်နေတယ်လို့ကြီးပူလောင်နေတယ်လို့ကြီးရှုပ်ထွေးနေတယ်လို့ကြီးခံစားရပါလားဆိုတာသိရတယ်ဒါပေမဲ့လူတော်များအဲ့ဒီဟာမျိုးမတွေးချင်ဘူးပေါ့နော်မှီကျင်ကြတာလေဘယ်သူနဲ့ငါနဲ့ပတ်သက်တယ်သူနဲ့ငါနဲ့လည်းခင်းတယ်ဟာသူကငါဘက်ကဟာငါလူတွေများလို့ရှင်အရန်သဘောကျတယ်အရန်တကယ်တမ်းဘာဖြစ်နေတော့ရှုပ်ထွေးနေတာဟုတ်လားတကယ်တမ်းတယောက်တည်းပဲလေဟုတ်လားအဲ့တော့ဘုန်းကဒီအကြောင်းအရာကိုစဉ်းစားတော့ညနေကဘာစဉ်းစားမိတုံးဆိုတော့ဘုန်းတို့ငယ်ကကစားကြတယ်နော်လာတာပြီဆိုရွာဘက်မှာကစားကြတာရှိတယ်အထူးသဖြင့်ထုတ်စည်းတိုးပြီဆိုလို့ရှင်တော့သူ့ဘက်ကိုယ့်ဘက်ကရှိလာပြီလေသူ့ဘက်ကိုယ့်ဘက်ရှိလာပြီဆိုတော့ဘာလို့တော့ဒါမြို့ကလူတွေတရားနာနေတာတောအကြောင်းလေးနည်းနည်းပြောပြမယ်နော်လူ10ယောက်လောက်ထုတ်စည်းတိုးမယ်ဆိုရင်တစ်ဖက်က9ယောက်ပေါ့ဟုတ်လားတစ်ဖက်9ယောက်ဆိုရင်ခေါင်းသူကြီးနော်အသက်ကြီးဆုံးလူ2ယောက်ကခေါင်းသူကြီးလောက်ရဟုတ်လားကျန်တဲ့4ယောက်ကို4တွဲပေါ့4တွဲလာလို့ရှင်လူခွဲတာကိုညီမျှအောင်ဘယ်လိုလုပ်ရတော့မသိအောင်တိုင်ပင်ခဲ့ရတယ်ဟုတ်လားမင်းကကြား9ဆင်ဟိုကြပြောမယ်ပေါ့ခေါင်းသူကြီးကန်ရွှေ့အဲ့တော့ကြားလာခဲ့အဲ့တော့ကြားတဲ့ဆင်လို့လှုပ်လာတယ်ဆိုအေးကြားလာခဲ့ဆိုတော့ကြားဘယ်သူမှလည်းကိုယ်သိတာမဟုတ်ဘူးလေအဲ့တော့ဟိုတိတ်လေးတိုင်ပင်လာတော့အဲ့တော့မင်းကကြားဆိုဟိုဘက်သွားဆိုခွဲတာညီမျှအောင်ခွဲတာပေါ့နော်ရေအိုးနဲ့ရေမှုတ်လာခဲ့ငယ်ငယ်တော့မှတ်မိတယ်ဟုတ်လားအဲ့လိုလူခွဲလိုက်တဲ့အခါကျတော့တစ်ဖက်9ယောက်ဆိုစိတ်ထဲမှာဘာဖြစ်တုံးဆိုတော့ဒီလူကကိုယ့်ဘက်ကလူတွေလို့ဖြစ်သွားတယ်စဉ်းစားကြည့်နော်ကိုယ့်ဘက်ကလူဆိုဘယ်လောက်ကြာတော့ကစားပွဲရဘယ်လောက်မှကြာတာမဟုတ်တခါလေးလာတာတုံးလေးကစားတာဟုတ်လားဘယ်လောက်မှမကြာဘူးဘယ်လောက်မှမကြာပြီမလို့ကိုယ့်အုပ်စုကိုတော့ဘာလို့တော့တန်ရုံးစင်ရှိနေတယ်အဲ့ဒီအချိန်လေးတွေမှာဟာဟိုလူတွေကတစ်စိမ့်ဟာဒီလူတွေကကိုယ့်လူတွေပေါ့နော်ဟာကစားလို့ကောင်းနေတော့အမေကဟဲ့နင်တို့ညင်းနေလာပြီလာကြဆိုတော့အကုန်လုံးပြန်သွားကြတာပေါ့ဟုတ်လား
လောကကလည်းဘာလဲဆိုတော့ကစားပွဲပေါ့ကစားနေကြတယ်ပေါ့နော်သေခြင်းတရားအချိန်စီပြီးလို့ခေါ်လိုက်တော့လည်းပဲအကုန်လုံးအသီးသီးကိုယ့်ရင်ကိုပြန်ကြရတာပေါ့အဲ့ဒါလေးကိုဘုံဘုံကစဉ်းစားမိတယ်ပေါ့နော်အခိုက်အတန့်လေးကစားတာတော့မှငါဘက်သူ့ဘက်ဆိုလို့ရှိရင်ပေါ့ကိုယ့်ဘက်ကလူပေါ်မှာကိုကအများကြီးစွဲထားတာမရှိဘူးလားရှိတယ်ဟိုဘက်ကလူပေါ်မှာသဘောထားတယ်လို့မျိုးကိုယ့်လူကိုသဘောမထားဘူးကိုယ့်လူကိုသဘောထားတယ်လို့မျိုးဟိုဘက်ကလူကိုသဘောမထားဘူးဒါကြောင့်ဒီတတိယအမှန်တရားကိုအလေးနဲ့ထားပြီးတော့သူ့ကိုလည်းစဉ်းစားသင့်တယ်စောတော်တုန်းကဟာတော့ကိုယ်နဲ့ဓာတ်ရိုက်ပတ်သက်နေတယ်ပေါ့နော်ကိုယ်ခန္ဓာကိုယ်ကြီးကွာစပြီးတော့ပျက်စီးခြင်းတွေကိုရှေ့ရှုပြီးတော့သွားနေတယ်ဒါကိုဘယ်လိုမှကာကွယ်လို့မရဘူးဘယ်သူမှအကုလို့မရဘူးဒါအမှန်တရားနှစ်ချက်ပေါ့နော်အခုကတော့ကိုယ်ဟာလို့ထင်တဲ့အရာတွေအကုန်လုံးကိုကိုယ်ကဘာလုပ်ရမလဲထားခဲ့ရမယ်တကယ်တမ်းကိုယ်ဟာကိုမဟုတ်ဘူးနော်အဲ့ဒါကိုပြောတာအတကောယံလောကောတပ်ပံပဟာယကမနိယအလုံးကိုထားခဲ့ရလိမ့်မယ်ကိုယ်ဟာတခုမှမရှိဘူးလို့ပြောတာ